မင်္ဂလာပါရှင်ညီမတို့ကျွေးရှာမှာကြိုဆိုပါရှင်ဒီနေ့ညီမပြပြမယ့် screen လေးကတော့ Embroidery contrast ဆိုတဲ့ screen လေးဖြစ်ပါတယ်ဒီ screen လေးကိုညီမတို့ကဒီ people information module အောက်က Embroidery contrast ဆိုတဲ့ screen မှာ Embroidery contrast ဆိုပြီးတော့ကြည့်လို့ရတယ်လို့ကိုယ့် navigation မှာလည်း Embroidery contrast ဆိုပြီးရိုက်ရှာလို့ရမှာဖြစ်ပါတယ်ဒီ screen လေးနဲ့ပတ်သက်ပြီးတော့ပြပြပေးမှာတွေကဒီ screen ကိုအသုံးပြုရတဲ့ရွယ်ချက်ရဲ့ပြီးရင်သတိထားရမယ့်အချက်တွေရဲ့ပြီးတော့ဒီ screen ကိုအသုံးပြုပုံစစ်စစ်လို့ပဲဖြစ်ပါတယ်ရှင်အဲ့တော့ညီမတို့ Embroidery contrast မှာဆိုလို့ရှိရင်ပေါ့နော်ဒီဝန်ထမ်းတွေကိုsystem ထဲမှာလာပြီးတော့ contract အနေနဲ့တတ်မှတ်လုပ်မယ်contract စာချုပ်ချုပ်မယ်ဆိုပြီး system ထဲမှာလာလုပ်တဲ့ပုံစံလေးပေါ့နော်အဲ့ဆိုညီမတို့ကဒီမှာရရှိနိုင်တာကကျတော့ English template ရဲ့ Burmese template ရဲ့ဆိုပြီးရှိရပေါ့နော်ညီတို့ English template ကကြောက်လဲဒီ Burmese template ကိုပြန်ပြီးတော့ဘာသာအင်္ဂလိပ်ဘာသာအနေနဲ့ပြန်ထားရမျိုးလေးပေါ့ရှင်โอเคအဲ့ဆိုညီမတို့ကဒီ Burmese template ကိုဝန်ထမ်းတစ်ယောက်ကိုစာချုပ်ချုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးလုပ်ဆောင်ရမှာကြတော့ဒီ Burmese template ဆိုတဲ့နေရာလေးကိုအရင်သွားနှိပ်ပေးရမယ်နှိပ်ပြီးသွားလို့ရှိရင်ညီမတို့ကဒီမှာဆိုဝန်ထမ်းရှာပါဆိုပြီးရှိရပေါ့နော်အဲ့မှာကိုက contract ချုပ်ချင်တဲ့ဝန်ထမ်းတစ်ယောက်ကိုဒီမှာရွေးပြရမယ်ရှင်အဲ့တော့ဝန်ထမ်းတစ်ယောက်ကိုရွေးလိုက်ပြီဆိုတာနဲ့ညီမတို့ကဒီအောက်မှာဆိုရင်ဒီဝန်ထမ်းအလုပ်သမားအမည်နေရာမှာဝန်ထမ်းနာမည်တွေကအော်တိုဝင်သွားပြီမယ်ပြီးရင်နိုင်ငံသားစီစီပေါ့နော်မှတ်ပုံတင်နေရာမှာလည်းဒီ system ထဲမှာမှတ်ပုံတင်ထည့်ထားခဲ့လို့ရှိရင်ဒီမှာသူ့ရဲ့မှတ်ပုံတင်ကအော်တိုလာပြီးပေါ်ပေးမယ်ပေါ့နော်တူရလို့ရှိရင်ညီမတို့ကသူ့ကိုဒီဝန်ထမ်းကိုစာချုပ်ချုပ်မဲ့အခါမှာသက်ဆိုင်ရာလိုအပ်တဲ့ပေါ့နော် information တွေကိုဒီမှာလာပြီးတော့မတို့ကဒီမှာရိုက်ထည့်လို့ရရပေါ့နော်မျိုးနယ်ဆိုမျိုးနယ်ဒီရက်ကွက်လိပ်စားတာအကုန်လုံးကိုလာပြီးရိုက်ထည့်လို့ရမယ်ဒီလိုအပ်တဲ့ပေါ့နော်ဒီချက်လက်တွေကွက်လက်ဒီ blank နေရာတွေပေါ့နော်ဒီ blank နေရာတွေမှာဒီမင်းတို့ကဒီမှာအဲ့လိုမျိုးပေါ့ဒီမျိုးကိုယ်တိုင်ရိုက်ထည့်လို့ရတာပေါ့နော်လိုအပ်တဲ့ချက်လက်တွေကိုဒီမှာလာပြီးဖြည့်ရမယ်ဖြည့်ပြီးသွားလို့ရှိရင်ဒီတမတ်တဲ့လိုအပ်တဲ့ချက်လက်တွေအကုန်လုံးဖြည့်ပြီးသွားလို့ရှိရင်ဒီဝန်ထမ်းကိုစာချုပ်ချုပ်မယ်ဆိုလို့ရှိရင်ညီမတို့ကဒီ save button လေးနှိပ်ပြရမယ်ရှင်save button လေးကိုနှိပ်ပြရရင် record save ဆိုပြီးတော့ successful message လေးပေါ်မယ်ပေါ့နော်ပြောလို့ရှိရင်ညီမတို့ကအဲ့ဒီ record ကိုပြန်ပြီးတော့ကြည့်ချင်တဲ့အခါမှာဒီဘက်က list ဆိုတဲ့နေရာလေးရှိတယ်အဲ့ list လေးကိုနှိပ်ပြီးတော့ကိုစာချုပ်ချုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုပြန်ပြီးတော့ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ညီမတို့ဒီမှာစာချုပ်ချုပ်ခဲ့တဲ့ဝန်ထမ်းတယောက်ပေါ့နော်သူဒီဝန်ထမ်းကိုပြန်ပြီးတော့ပေါ်လာပြီအဲ့တော့အဲ့ဒီစာချုပ်ချုပ်ခဲ့တဲ့ဝန်ထမ်းကိုညီမတို့ကတခုပြန်ပြီးတော့ action ပေါ့နော်တခုခု edit လုပ်လို့လည်းရနိုင်တယ်လို့ပြောရလို့ရှိရင်အဲ့ဒီစာချုပ်ကိုလည်း PDF file format နဲ့ကောဒါကြောင့် PDF file format နဲ့ကောဒီ Word file format နဲ့ကော download ရမှာဖြစ်ပါတယ်ညီမဒီမှာ PDF file format လေးထောင်ကြည့်လိုက်မယ်ပေါ့နော်ထောင်ကြည့်လိုက်လို့ရှိရင်ညီမတို့ system ကနေပြီးတော့ဒီ PDF file format ဒီလိုမျိုး download ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ format လေးကိုဒီချင်းမျိုးကအပြင်မှာပြန်ပြီးတော့ PDF file အနေနဲ့တူရဲ့စာချုပ်ကိုပေါ့နော် PDF file အနေနဲ့ပြန်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့ဆိုရင်ဒီလို format လေးတစ်ခုကြာပေးမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်အဲ့လိုမျိုးကြည့်လို့ရမယ် Word file အနေနဲ့သိမ်းလို့ရမယ်ပေါ့နော်အဲ့လိုပဲအင်္ဂလိပ်ပေါ့နော် English template နဲ့လုပ်ရှင်လို့ရှိရင် English template ကိုနှိပ်ပြီးတော့ဝန်ထမ်းတွေကိုစာချုပ်ချုပ်လို့ရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒါကကျတော့ဒီမှာဝန်ထမ်းတွေကိုအသစ်စာချုပ်ချုပ်မယ်ဆိုရင်ဒီမှာ Burmese template ကိုနှိပ် English template ကိုကျန်တဲ့တစ်ခုကိုနှိပ်ပြီးတော့အသစ်စာချုပ်ချုပ်လို့ရတာဖြစ်တယ်ပြီးသွားလို့ရှိရင်ဝန်ထမ်းတွေစာချုပ်ချုပ်ပြီးသားဝန်ထမ်းတွေကိုပြန်ပြီးတော့ရှာခြင်းနဲ့ဆိုရှင်ဒီ search bar ကနေကိုဘယ်သူ့ကိုချုပ်ခဲ့လဲဝန်ထမ်းတွေကိုဒီမှာအမြန်ရှာလို့ရတယ်ပေါ့နော်ဒီ search bar ကနေကိုရှာခြင်းတဲ့ဝန်ထမ်းနာမည်ကိုနာမည်ဖြစ်ဖြစ် ID ဖြစ်ဖြစ်ပေါ့နော်အဲ့လိုကိုကျန်တဲ့ရာနဲ့ဒီမှာ email address နဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုရှာပြီးတော့ရိုက်ပြီးတော့ရှာလို့ရမှာဖြစ်ပါတယ်ဒီပေါ့နော်ဒီ Embroidery template ဒီ Embroidery contract နဲ့ပတ်သက်ပြီးတော့ပေါ့နော်သုံးရမယ့်ဒီပေါ့အဆင့်ဆင့်ပေါ့နော်အဆင့်ဆင့်လေးကတော့ဒီအခုညီမကကပြပြခဲ့တော့ပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်တိကျတာလေးရှိလို့ရှိရင်ညီမတို့ရဲ့ကျွေးရှာရဲ့ live chat ဒါမှမဟုတ်ရှင် support email လေးကနေတဆင့်လည်းမေးမြန်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်